N4 grammar မှာနာနီနာနီတဲရှိမှာကိုဘယ်လိုသုံးရလဲသိလား။ तू ကအဓိပ္ပာယ်နှမျိုးရှိပါတယ်။ပထမဆုံးအနေနဲ့နာနီနာနီတဲရှိမှာကို तू ကကြတော့ခန်းလျောနီ over တို့လုံးဝအကုန်ပြီးပြီဆိုတာမျိုးကိုပြောချင်တာဖြစ်တယ်။အပြီးထိပြီးပြီဆိုတာမျိုးကိုပြောချင်တာဖြစ်တယ်ပေါ့နော်။ तू ကတဲရှိမှာကိုဆိုတဲ့အတိုင်းပဲသူ့ရှေ့မှာ verb တဲပေါ့နော်တဲဖောင်ပဲလိုက်မယ်။အကုန်လုံးပြီးသွားပြီပေါ့အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်။一番宿題を全部やってしまいました。အင်စာကိုအကုန်လုံးလုပ်လို့ပြီးသွားပြီ။သူကအင်စာတွေအကုန်လုံးပေါ့နော်အပြီးထိလုပ်လို့ပြီးသွားပြီဆိုတာကိုပြောချင်တာဖြစ်တယ်။နိဗ္ဗာန်この本はもう読んでしまいました。ဒီစာအုပ်ကဖတ်လို့ပြီးသွားပြီ။ဖတ်လို့ပြီးသွားပြီ။ဘယ်လိုဖတ်လို့ပြီးလဲ။တဝက်တပြက်ဖတ်လို့ပြီးရမှာမဟုတ်ဘူးเนาะ။လုံးဝတအုပ်လုံးကိုအကုန်လုံးဖတ်လို့ပြီးသွားပြီဆိုတာမျိုးကိုပြောချင်တာဖြစ်ပါတယ်။နာနီနာနီတဲရှိမအောင်ရဲ့နောက်အဓိပ္ပာယ်တစ်ခုကကြတော့ဣတုဆဲဇူနီအိုခိုရုသူကမတော်တဆဖြစ်တာနောင်တရတာတွေမတော်တဆဖြစ်တာတွေပေါ့နော်အားနာတဲ့ခံစားချက်တွေပါဝင်တယ်ပေါ့နော်အဲ့လိုမျိုးနေရာမှာသုံးတဲ့ဟာဖြစ်ပါတယ်သူရှိမှလည်းတဲရှိမအောင်ဆိုတဲ့အတိုင်းပဲ verb တဲဖောင်ပဲလိုက်မယ်နာနီနာနီရှိမိုင်းမတ်တာ一番大切是那財布忘れてしまいましたအရေးကြီးရဲ့ပတ်စံအိတ်ကိုမေ့ခဲ့ဥပမာ तू ကဈေးဝယ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ပတ်စံရှင်းရမယ့်အချိန်ကျမှအရေးကြီးရဲ့ပတ်စံအိတ်ကို तू ကမေ့ကြံခဲ့တယ်အဲ့လိုမျိုးပေါ့နော်နောင်တရတဲ့အချိန်ဒီမှာအဲ့လိုမတော်တဆဖြစ်သွားတဲ့အချိန်ဒီမှာအဲ့လိုမျိုးသုံးချင်တာဖြစ်တယ်နိဗ္ဗာန်ケーキを全部食べてしまいましたကိတ်မုတ်ကိုအကုန်စားလိုက်မိတယ်ဥပမာပေါ့နော်တယောက်ကသူ့တော့ဝယ်လာတာဖြစ်ဖြစ်ဒါမှမဟုတ်ကိုကနောက်မှစားဖို့လုပ်ထားတဲ့ကိတ်မုတ်ကိုတစ်ထိုင်နဲ့အကုန်လုံးစားပစ်လိုက်တာဖြစ်နောင်တရတာကြီးပါပြီပေါ့နော်ဒီလိုခံစားချက်တွေပါဝင်နေတဲ့အခါမှာစမ်းမှန်ယာခုဆောကုနောကြီးခံဒီ okret ရှိမှာတာချိန်ထားတဲ့အချိန်ကိုတဲ့နောက်ကျသွားတယ်တဲ့နောက်ကျခဲ့တယ်အဲ့တော့ဘာဖြစ်လဲတရားနဲ့ချိန်ထားတယ်ဝါချိန်ထားတဲ့အချိန်မှာကိုကနောက်ကျလို့ဘာဖြစ်လဲဒါအားနာတဲ့ပုံစံနေနေပြောဟာokret ရှိမိုင်းမတ်တာနောက်ကျသွားပါတယ်ပေါ့နော်အားနာတဲ့ပုံစံမျိုးလေးနဲ့ပြောချင်တာဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်နာနီနာနီတဲရှိမာဦးရဲ့အဓိပ္ပာယ်နှမျိုးကိုသိပါလိမ့်လို့ထင်ပါတယ်